လူတွေရဲ့စိတ်အများစုဟာဒီရေလိုပါပဲမငြိမ်မသက်ရင်းရိုင်နေတယ် monkey mind ပေါ့ဒါကြောင့်ပဲ 99% သောလူတွေကအာယုံထွေပြားမှုတွေထဲမှာနင်းမြုပ်နေကြတာပါဒါပေမဲ့ကိုယ့်ရဲ့စိတ်ကိုနေ့တိုင်းလေ့ကျင့်ပြီးတဲ့အခါဒီရင်းရိုင်နေတဲ့စိတ်ကတဖြည်းဖြည်းငြိမ်းချမ်းမှုနဲ့ပြောင်းလဲလာပြီးတော့ကြည်လင်ပြီးတော့မှပြောင်းသွားပါတယ်ကိုယ့်ကိုပိုရှင်းရှင်းလင်းလင်းမြင်လာတာပေါ့ဗျာဂျင်မာကောင်းမှာလား muscle တစ်ခုအတွက်ပဲမဟုတ်ပါဘူးနာကျင်မှုကတိုးတက်မှုအဖြစ်ပြောင်းလဲပေးနိုင်တယ်ဆိုတဲ့အထောက်အထားတွေပါပဲထဲတဲ့စွမ်းအားတိုင်းကျွန်တော်ရဲ့ချွေးတစ်စက်တိုင်းရုပ်ပိုင်းစိတ်ပိုင်းငွေကြေးပိုင်းဒီခွန်အားတွေအဖြစ်စုစည်းပြီးတော့မှလာနေပါတယ်ဘဝမှာကိုတကူလှုပ်ချင်တာကိုခေါင်းမာပြီးတော့လှုပ်တဲ့အချိန်မှာတကယ်ပြောင်းလဲမှုတွေဆိုတာဖြစ်ပေါ်လာတာပါလမ်းဘေးကနေပြီးမှကုမ္ပဏီတွေတည်ထောင်တဲ့အထိအိမ်မက်ကနေ reality နဲ့လက်ဆွဲနှုတ်ဆက်တဲ့အထိပေါ့ဗျာကျွန်တော်ကတော့ဒီမှာရှင်သန်ဖို့အတွက်ရက်နေတာမဟုတ်ပါဘူးကျွန်တော်ကဒီမှာတိဆောက်ဖို့ upgrade လုပ်ဖို့ကိုယ့်ထက်ပိုလမ်းတဲ့အရာတစ်ခုကိုတိဆောက်နိုင်ဖို့ပါကိုယ့်နေရာတစ်ခုထဲမှာညီးငွေ့ပြီးတော့တခြားသူတွေအောင်ပွဲခံနေတာကြည့်နေရတာကိုအဆုံးသက်ချင်နေပြီဆိုရင်တော့ကျွန်တော်နဲ့အတူလိုက်ဖို့အချိန်တန်ပါပြီ algorithm ဆိုတာသင်တန်းတစ်ခုတည်းမဟုတ်ဘူးဒါ system တစ်ခုလက်နက်တစ်ခုကျွန်တော်ရဲ့ဝင်ငွေလမ်းကြောင်းတစ်ခုကျွန်တော်နေ့တိုင်းသုံးနေတဲ့ system တစ်ခုဖြစ်ပါတယ် day 57ပြီးတော့